ဝါမနဲ့အစောကြီး12နာရီတော့ထုံးနေပြီဟဲ့ရေကလည်းကောင်းအိမ်မဲကလည်းကောင်းထောက်ဖို့တော့မင်းနေတယ်ဘိုက်ကလည်းစားနေပြီဘာမှမစားခင်တော့ရေလေးပါလေတောက်ကျမရေတွေကောင်းတယ်လို့လူတွေကပြောနေကြတယ်ပြက်ကလေးလေးပါလေကြည့်အောင်ပါဒီနေ့ပါနေလေပေါ့ဒီ FA တွေငိုနေပဲငါလည်းမဆိုင်ငါဖုန်းငါဖုန်းနေမှာဘာ message တွေဝင်ပါလိုက်မလွယ်ဘူးအကျွေးရှင်တွေပဲပြန်လာပေးကြပါဆိုတဲ့လူတွေတန်းစီနေတယ်ပဲမဖြစ်ဘူးဆိုပြီးတော့အကောင်လုံး block လိုက်တယ်ဘဝကလည်းဗျာဘာဆိုဘာမှကိုစမပြေဘူးဘာပဲလဲလို့စမပြေဘူးစိတ်ရှုပ်စရာတွေပဲ YouTube လေးပါလဲတွားပြီးတော့ခွန်အားရစမဲ့တဲ့ချင်းပုတ်လေးဖွင့်လိုက်ဗျာတချင်လေးနားထောင်ရင်ကောင်းမလေးကစစ်ဖက်ရှိမှကြိုက်တယ်ဆိုတော့လက်ကြည့်ခံလေးပါလေးလောက်အောင်မ1 2 3လွယ်တော့မလွယ်ဘူးလွယ်တော့မလွယ်တနေ့တာကတော့စပြီဆောင်လေးပါလေးခောက်အဲ့ရသိမျက်နှာတိဆိုရတိုင်းပဲနေစနေတိုင်းဒါတော့လောက်ရမဲ့လောက်ပေါ့နော်ဒါလည်းကြည့်ခန်းလေးပါလေးလောက်အရှိမရှိတဲ့မန်ကိုကြည့်ငါဒီရဲ့ဆောက်ရမ်းချောတာပဲဆိုပြီးတော့ကိုနှစ်သိရေသာချိုးရမယ်ဆိုပြီးတော့တပည့်လေးယူပြီးတော့ရေချိုးခန်းထဲကိုသွားရေချိုးခန်းထဲရောက်တော့မျက်နှာတိစပြမရှိရနဲ့ပဲအစင်ပြေလို့စပြမောင်းနဲ့မျက်နှာတိလိုက်တယ်ပြဿနာကအဲ့မှာစတာမနဲ့ရောညရောကိုဒုက္ခပေးနေတဲ့အရာပေါ့နော်တကုံညှိရတဲ့အရာညီနဲ့တိုင်းပါပဲဘလို့ပဲလို့ထွက်မလာဘူးဆိုတော့ရတဲ့နည်းနဲ့ဖြည့်ရှင်ရတာပေါ့မဲထွက်ခဲ့စားမရသေးဘူးလားမထွက်သေးဘူးလားဒီတခါတော့ထွက်သွားလောက်ပြီထင်တယ်yes ထွက်လာမထားဒီတမနဲ့စားပြဿနာတော့ဖြေရှင်းသွားပြီမဖြစ်ပါဘူးလေဒီတိုင်းဆိုဘဝကမလွယ်ဘူးနေစားလေးပါလေးလိုက်အောင်မအစင်မပြေမှုတွေနဲ့ကြုံတိုင်းဝမ်းနဲ့အားငယ်တဲ့အခါတိုင်းကျွန်တော်တို့ဟာလွတ်လပ်ပျော်ရွှင်မှုကိုမခံစားခဲ့ရဘူးဒါပေမဲ့ကျွန်တော်ကတော့ဒီမိုးရီထဲမှာပဲခလေးလေးတယောက်လိုလွတ်လပ်ပျော်ပါမျိုးဒုက္ခခုံတာကိုကျွန်တော်ရွေးချယ်ခဲ့တယ်ဒါမှလည်းကျွန်တော်ပင်ပန်းနေတယ်ကျွန်တော်မျက်ရည်ကျနေတယ်ဆိုတာကျွန်တော်ချစ်တဲ့သူတွေမသိမှာ